ယက်နမ်စစ်ပွဲကိုပြောင်းလဲခဲ့တဲ့ Pan Am လေမေများမိတ်ဆွေလေမေစတီဝါဒက်ဆိုတဲ့အလုပ်ကိုမြင်ရင်အားလုံးကလာလာပပပြုံးပြုံးလေးနဲ့ခရီးတွေကိုပြုစုစောင့်ရှောက်ရတဲ့လပပြီးတက်တောင့်တက်တာရှိတဲ့အလုပ်လို့ပဲတွေးမိကြမှာပဲမလားဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်စစ်ရေးတိုက်ပွဲခေတ်နဲ့ဗီယက်နမ်စစ်ပွဲတုန်းကကဘာကျော် Pan Am လေကြောင်းလိုင်းရဲ့လေမေတွေဟာလပတဲ့ဝတ်စုံတွေရဲ့နောက်ကွယ်မှာနိုင်ငံတကာတန်တမန်တွေစပိုင်တွေပြီးတော့စစ်တလင်းတွေကဒဏ်ရာရစစ်သားတွေကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတွေဖြစ်ခဲ့ဖူးတယ်ဆိုရင်တင်ယုံကြည်နိုင်ပါမလားတမိုင်းเจ้าနဲ့အမျိုးသမီးတို့ရဲ့လွတ်လပ်ခွင့်ရုန်းကန်မှုကိုကွင်းကွင်းကွက်ကွက်ဖော်ပြထားတဲ့ Come Flying the World The Jet Age Story of the Woman of Pan Am စောင်းဟာစာရေးဆရာမဂျူလီယာခော့က1966ကနေ1985ခုနှစ်အတွင်းကမ္ဘာအကြီးဆုံး Pan Am လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လေမေတွေရဲ့ဘဝအမှန်ကိုအနီးကလေးလာရေးသားထားတဲ့စာအုပ်ကောင်းပဲဖြစ်ပါတယ်။စာရေးသူဂျူလီယာခော့ဟာနိုင်ငံတကာသမိုင်းကြောင်းတွေလူမှုရေးနဲ့အမျိုးသမီးကဏ္ဍတွေကိုထဲထဲဝင်ဝင်စူးစမ်းလေ့လာတတ်တဲ့နာမည်ကြီးအမေရိကန်ဂျာနယ်လစ်နဲ့စာရေးဆရာမတူဖြစ်ပါတယ်။ဒီစာအုပ်ထဲကလူတိုင်းအတွက်အရေးကြီးပြီးပညာရစေမဲ့အကျိုးရှိမဲ့စိတ်လှုပ်ရှားဖွယ်ရာအဓိကအချက်၅ချက်ကိုတင်ဆက်ပေးလိုက်ရပါတယ်။အစီအစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ် follow လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကဲအစီအစဉ်လေးစလိုက်ရအောင်။နံပါတ်1 model ထက်တင်းကျပ်လွန်းတဲ့ခေဟောင်းရဲ့ရွေးချယ်မှုစီကံများရှေးတုန်းကဘရင်တွေမိဖုရားမြောက်မယ်ဆိုရင်ရုပ်ရည်လားပယုံတွေမကပဲနန်းတွေထုံးတန်းစင်လာတွေစစ်ရေးနိုင်ငံရဲ့အမြင်တွေပါရှိရမယ်ဆိုပြီးတော့အရွေးရခက်လှပါတဲ့ဗျာအဲ့ဒီခေတ်က Pan Am လေကြောင်းလိုင်းရဲ့လေယာဉ်မဲရွေးချယ်ပုံကလည်းအဲ့ဒီနန်းတွင်အယူအဆအတိုင်းပါပဲရုပ်လယုံတွေမကပဲဉာဏ်ပညာပါထိတ်တန့်ဖြစ်ဖို့လိုအပ်ခဲ့တာပါ1960ပြည်လို့နှစ်တွေမှာ Pan Am လေယာဉ်မဲဖြစ်ဖို့ဆိုတာမော်ဒန်ပြန်ပွဲထက်တောင်တင်းကျပ်လာပါတယ်စောက်ထဲကအချက်လက်တွေအရအသက်26နှစ်အောက်ပဲဖြစ်ရပါမယ်အရက်9ပေ3လက်မကနေ9ပေ9လက်မအထိရှိရပါမယ်ကိုအလေးချိန်ဟာလဲ105ပေါင်ကနေ140ပေါင်ထက်မကျော်ရဘူးဆိုပြီးအတေအချာချိန်တွဲပါတယ်ဒါပေမဲ့ဒါကရုပ်ပိုင်းဆိုင်ရာပဲရှိပါသေးတယ်တကယ်အတွင်းပိုင်းအရေးချင်းအနေနဲ့တက္ကသိုလ်ဘွဲရဖြစ်ရမယ့်အပြင်အနည်းဆုံးဘာသာစကားနှမျိုးကိုကျွမ်းကျင်စွာပြောဆိုနိုင်ရပါမယ်ဒါတင်မကစစ်ရေးတိုက်ပွဲကာလဖြစ်တာကြောင့်နိုင်ငံရေးဝန်ကြီးဌာနကတန်တမန်တယောက်လိုနိုင်ငံရဲ့အမြင်နဲ့လိမ္မာပါနမှုမျိုးပါရှိဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်ဒီအချက်ကနေကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကမင်းကလေးတယောက်ရဲ့တန်ဖိုးဟာအပေါ်ယံအလှအပတခုတည်းမှတင်ရှိနေတာမဟုတ်ပဲဉာဏ်ပညာနဲ့အရေးအတွင်းပါတွန်တွဲနေမှတာဘလို့စင်ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်နိုင်မယ်ဆိုတာပါပဲခေတ်စနစ်ကဘလောက်ပဲပုံစံခွတ်တဲ့ထိထားဖို့ကြိုးစားပါစေကိုယ့်ရဲ့အရေးချင်းကိုမြင့်တင်ထားရင်အခွင့်အလမ်းဆိုတာပေါ်လာစမြင်ပါပဲနံပါတ်2ဘောင်ခတ်ထားတဲ့ဘဝကနေကောင်းကင်ပြစီတို့လွတ်မြောက်ခြင်းကျဲလက်ရွာတရွာကမိန်းကလေးတယောက်ဟာရွာရဲ့ထုံးစံအတိုင်းအသက်အရွယ်ရလာရင်အိမ်ထောင်ပြုတ်မိမှုကြောင့်ဝင်ပြီးအေးအေးဆေးဆေးပဲနေရမယ်ဆိုတဲ့ကံကြမ္မာကိုညှင်းဆန်ခဲ့တယ်ဗျာသူမကငါဘဝကိုမိဖို့ကြောင့်ထဲမှာပဲမကုံဆုံးစေချင်ဘူးဆိုပြီးမြို့တက်ပညာရှာပြီးကဘာလေးဖို့စွန့်စားခဲ့တဲ့စောက်ထဲကလင်းနဲ့ဟေဇယ်တို့ရဲ့ဘဝကလည်းဒီတိုင်းပါပဲဒီစောင်းမှာပါတဲ့လင်းတော်တင်ဆိုတဲ့မိန်းကလေးဟာတိတ်ပံဘွေရတယောက်ဖြစ်ပေမဲ့တက်ခွေခန်းထဲမှာဘဝကိုအချိန်ကုန်ခြင်းလို့လေးမဲ့အလုပ်ကိုစွန့်စားရွေးချယ်ခဲ့ပါတယ်နောက်တစ်ယောက်ဖြစ်တဲ့ဟေဇယ်ဘိုဝေကတော့ထိုခေတ်ကလူမျိုးရဲ့ခွေးခြားမှုတွေပြင်းထန်နေတဲ့ကြားက Pan Am ရဲ့ရှားရှားပါးပါးလူမဲလေရင်မဲတူဖြစ်အောင်ကြိုးစားခဲ့သူဖြစ်ပါတယ်1960ပြည်လို့နှစ်တွေရဲ့အိမ်တွင်းပုံးအစဉ်လာတွေကနေရုံထွက်ပြီးသူတို့ဟာအမြင့်ပဲ3000ပေါ်ကလေရင်ပြန်တွေထက်မှာသူတို့ရဲ့လွတ်လပ်ခွင့်စွန့်စားမှုနဲ့ကိုယ်ပိုင်လွတ်လပ်ရေးကိုရှာဖွေခဲ့ကြပါတယ်ဒါဟာထိုခေတ်ကအမျိုးသမီးတွေအတွက်တကယ့်ကိုတော်လှန်ရေးတရက်ပါပဲဒီအချက်ကကျွန်တော်တို့ကိုကိုဘဝရဲ့ကံကြမ္မာကိုသူတစ်ပါးအဆုံးဖြတ်မခံပဲကိုယ်တိုင်တတ်သိရှိလမ်းဖောက်ရမယ်ဆိုတဲ့အသည့်ကိုပေးပါတယ်ပတ်ဝန်းကျင်ကကိုယ့်ကိုဘလောက်ပဲဘောင်ခတ်ထားပါစေကိုကသာယုံထွက်ဖို့တတိရှိရင်ကဘာကြီးဟာကိုယ့်အတွက်ကြေပြောလာတဲ့ကောင်းကင်ပင်ကြီးဖြစ်လာနိုင်ကြောင်းဒီအမျိုးသမီးတွေရဲ့ဘဝအမှန်ကတက်တည်ထူပေးနေပါတယ်နံပါတ်3 uniform woods ပိုင်များနဲ့အရက်ဖက်တန်တမန်များတိုးလိုက်မှုဆိုးတွေဖြတ်တန်းသွားလာရခဲ့တဲ့နေဆက်တိုးတစ်ခုမှာရွာကတိတိရောင်းတဲ့မင်းကလေးတွေဟာဟိုဘက်ဒီဘက်ကုံတွေရင်းနဲ့
နေဆက်ရဲ့လူဝက်စစ်ရဲ့သတင်းတွေကိုသတိမထားမိအောင်စုဆောင်ပြီးရွာတကြီးထံပါနတ်စွာသတင်းပေးနေခဲ့ကြတဲ့ပန်အားမြရဲ့လေယာဉ်မေတွေဟာလည်းစီအေခေရဲ့အရက်ဘတ်စပိုင်တွေဖြစ်ခဲ့ကြပါတယ်စီအေတိုက်ပွဲကာလအတွင်းမှာပန်အမ်လေကြောင်းလိုင်းဟာကမ္ဘာတဝန်းလုံးကိုပြန်တန်းနေတာကြောင့်သူတို့ရဲ့လေယာဉ်မေတွေဟာတာမန်ဝန်ထမ်းတွေမဟုတ်တော့ပဲအမေရိကန်အစိုးရရဲ့လူဝက်တန်တမာတွေနဲ့သတင်းစုဆောင်ရေးအေဂျင့်တွေဖြစ်လာခဲ့ပါတယ်သူတို့ဟာနိုင်ငံတကာအရေးကြီးပုဂ္ဂိုလ်တွေစပိုင်တွေနဲ့ကမ္ဘာလက်ခီးတွေကြားမှာတဘာဝကြယုံတော်ရင်ကမ္ဘာနိုင်ငံရဲ့အခြေအနေတွေကိုအနီးကစောင့်ကြည့်လေ့လာရပါတယ်သူတို့ရဲ့ပါနတ်မှုနဲ့လေရင်ပေါ်ကစကပိုင်းတွေဟာထိုခေတ်ကနိုင်ငံတကာစစ်တုရင်ခုံပေါ်မှာအရေးပါတဲ့အချက်လက်တွေဖြစ်ခဲ့တာပါဒီအချက်ကကျွန်တော်တို့ကိုလုပ်နေတဲ့အလုပ်တေးတီကြီးတီချက်ကိုယ့်ရဲ့တာဝန်တည်တတ်မှုဟာဘလောက်အရေးကြီးလဲဆိုတာပါပဲလေမယ်ဆိုတဲ့တာမအလုပ်တစ်ခုကနေတိုင်းပြည်နဲ့ကမ္ဘာသမိုင်းကိုပြောင်းလဲစေနိုင်တဲ့နေရာအထိရောက်သွားနိုင်တာမို့ကိုယ့်ရဲ့အခန်းကဏ္ဍကိုဘယ်တော့မှအထင်မသေးပဲအကောင်းဆုံးလှုပ်ဆောင်ကြဖို့တင်ခန်းစာပေးပါတယ်နံပါတ်၄ဗီယက်နမ်စစ်ပွဲနဲ့တွီးစွန်းခဲ့ရတော့ခီးစီများရှေးတုန်းကစစ်မြေပြင်မှာဓာခုတ်လန်ထိုးတန်ရာတွေနဲ့မောပါနွမ်းနေတဲ့ရဲမက်တွေကိုစစ်တလင်းရဲ့ဘူဟိုအထိတတိရှိရှိဝင်ရောက်ပြီးရေတိုက်ဆေးကုသပေးခဲ့တဲ့နန်တွီးတူနာပြုလေးတွေရှိခဲ့ဖို့တည်းဗျာစောင်းထဲကလေမေတွေဟာလည်းတနတ်တန်တွေကြားတဲ့အထိလေရင်ပြန်နဲ့ဝင်ရောက်ပြီးစစ်သားတွေကိုတွားရောက်ခေါ်ဆောင်ခဲ့ကြတာပါဗီယက်နမ်စစ်ပွဲအတွင်းမှာပန်အမ်လေရင်မေတွေဟာတေးဘေးနီးနေတဲ့ဆိုင်ကုံစစ်မြေပြင်အထိအထူးခီးစဉ်တွေပြန်တန်းခဲ့ရပါတယ်စစ်မြေပြင်ကမောပန်းနွမ်းနေပြီးစိတ်တန်ရာရနေတဲ့လူငယ်စစ်သားလေးတွေကို9ရက်စာအနားယူဖို့ဟောင်ကောင်ကိုပို့ဆောင်ပေးရတယ်လို့အနားယူပြီးရင်လည်းစစ်မြေပြင်စီပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်သူတို့ဟာလေရင်ပေါ်မှာစစ်သားတွေရဲ့ကြောက်ရွံ့မှုတွေကိုနိတိပေးရတယ်လို့တွေးကြွယ်တွေတနတ်တန်ရာတွေကိုလည်းတူနာပြုတ်လို့ပြုစုပေးခဲ့ရပါတယ်။တမိုင်းစာအုပ်တွေမှာစစ်ဗိုလ်ချုပ်တဲ့အကြောင်းပဲပါလက်ရှိပေမဲ့ဒီအမျိုးသမီးတွေရဲ့ပုံကွယ်နေတဲ့ပိတ်ဆက်မှုကိုဇာရေးဆရာမဖော်ထုတ်ပြသထားတာဖြစ်ပါတယ်။ဒီအချက်ကကျွန်တော်တို့ကိုစစ်ပွဲရဲ့ရက်စက်မှုနဲ့လူသားချင်းစာနာမှုရဲ့တန်ဖိုးကိုပြသနေပါတယ်။တနက်ကင်ပြီးတိုက်ခိုက်မှသူရဲကောင်းမဟုတ်ပါဘူး။စစ်ပွဲရဲ့အမောင်ထုကြားထဲမှာကြောက်ရွံ့နေတဲ့လူသားတွေကိုမေတ္တာတရားနဲ့နှွေးထွေးမှုပေးနိုင်ခဲ့တဲ့အမျိုးသမီးတွေဟာလည်းကဘာကမှတ်တမ်းတင်ရမယ့်စစ်မှန်တဲ့သူရဲကောင်းတွေဖြစ်ပါတယ်ဆိုတဲ့အချက်ကိုထင်ဟပ်စေပါတယ်နံပါတ်5ဆိုင်ကုံကြဆုံးချိန်နဲ့ကလေးငယ်2000ကိုကေတင်ခဲ့တဲ့နတ်သမီးများမြို့တစ်မြို့မြင်းဟုံးဟုံးတောက်ပြီးရန်တုလက်အောက်ကြားတော့မဲ့အချိန်မှာမိဘမဲ့ဖြစ်ကြံရစ်ခဲ့မဲ့ကလေးတင်ငယ်တွေကိုချင်းတောင်းတွေထဲထည့်ပြီးတော့တနတ်ကြီးစာနေကြားနေလေနဲ့တစ်ဖက်ကန်းကိုအသက်ဆွန့်ကေထုတ်ခဲ့တဲ့ကျဲလက်အမျိုးသမီးတွေရဲ့ဖြစ်ရပ်ကိုကြားဖူးကြမှာပါဗျာဒါဟာကမ္ဘာသမိုင်းမှာတကယ်ဖြစ်ခဲ့တဲ့ Operation Baby Leaf ပါပဲ1985ခုနှစ်ဗီယက်နမ်နိုင်ငံဆိုင်ဂုံမြို့ကြီးကြာဆုံးခါနေတွေးပြက်စရာအချိန်မှာမိဘမဲ့ဗီယက်နမ်ကလေးငယ်ပေါင်း2000ကျော်ကိုအမေရိကကိုအရေးပေါ်ကယ်ထုတ်တဲ့ Operation Baby Leaf စစ်စင်ရေးကြီးစတင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပန်အမ်ရဲ့လေမေတွေဟာအသက်အန္တရာယ်အလိုမြင့်မားတဲ့ကြားကစေတနာဝန်ထမ်းအဖြစ်ပူပေါင်းခဲ့ကြတာပါသူတို့ဟာလီယင်ပေါ်ကထိုင်ခုံတွေကိုဖြုတ်ကတ်ထူတက်တာတွေထဲမှာကလေးငယ်တွေကိုတေးသေးချာချာထည့်ပြီးကြီးစံတွေကြားနေလီယင်ပြန်ကိုပြန်တက်စေခဲ့တာပါကလေးငယ်တွေရဲ့အသက်ကိုကေတင်ဖို့အတွက်မိမိတို့ရဲ့ဘဝကိုစတေးပြီးကမ္ဘာစက်ခုံပေါ်မှာအံ့ဩစရာကောင်းတဲ့လူသားချင်းစာနာမှုမန်တိုင်ကြီးကိုစိုက်ထူခဲ့ကြပါတယ်ဒီနောက်ဆုံးအချက်ကကျွန်တော်တို့နှလုံးသားကိုအထိခိုက်စေဆုံးအတိတရားတစ်ခုဖြစ်ပါတယ်ဒါကတော့ဘေးအန္တရာယ်နဲ့ကြောက်ရွံ့မှုတွေဘလောက်ပဲကြီးစိုးပါစေလူသားချင်းစာနာတဲ့မေတ္တာတရားဟာဘယ်တော့မှအရှုံးမပေးဘူးဆိုတာပါပဲကိုယ့်အတက်ထက်အပြစ်မဲ့တဲ့ကလေးတွေရဲ့အသက်ကိုရှေ့တန်းတင်ခဲ့တဲ့ဒီလေမေတွေရဲ့စိတ်သက်ကနေကျွန်တော်တို့ဟာဘဝမှာအခြေအနေတွေဘလောက်ပဲဆိုးပါစေသူတစ်ပါးကိုကူညီဖို့လက်မနှေးကြဖို့လေးလေးနက်နက်တတိယစေပါတယ်ကဲဒါကတော့တာမအလှပတွေရဲ့နောက်ွယ်မှာကမ္ဘာသမိုင်းကိုဝေဟင်ပေါ်မှာပြန်တန်းရင်တတိရှိရှိပေးဆက်ခဲ့ကြတဲ့ပန်အမ်လီကြောင့်လည်းကဒီမေရီရဲ့မယုံနိုင်စရာဇာတ်ကြောင့်ပဲဖြစ်ပါတယ်သူတို့ဟာခိဟောင်းရဲ့ပေါင်တွေကိုကြော်ဖြတ်ပြီးအမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကိုကဘာတိအောင်တစ်တည်ပြခဲ့ကြတာပါအခုလိုကဘာကျော်သမိုင်းဝင်စာအုပ်ကောင်းတွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေဘဝအတွက်မျက်စိပွင့်နားပွင့်စေမဲ့စွန့်စားမှုဖူးတတတွေကိုအချိန်အများကြီးပေးပြီးကိုယ်တိုင်ဖတ်နေစရာမလိုပဲအနစ်ချုပ်အတိုင်းကြီးကြီးလေးလေးနဲ့အမေသားနားဆင်ခြင်းနဲ့ဆိုရင်တော့
ကျွန်တော်ရဲ့ Bogan Search Channel ကိုအခုပဲ Subscribe လုပ်ပြီး Follow လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာစာအုပ်ခေါင်းတွေနဲ့ပြည့်ရှံနေတဲ့ကဘာတဲကိုအတူတူနည်းနည်းရှမ်းရှမ်းပြန်တန်းရင်စာဖတ်သူရဲ့ရင်ထဲကပုံရဲ့အစစ်အမှန်တွေကိုရှာဖွေဖို့ Dive Deep Discover You လို့ပြောချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာစာအုပ်အညွန်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲလွတ်လပ်ပြီးလှပတဲ့ဘဝကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ